ဒီကျုံးကိုကြည်လိုက်ရင်တိတ်ပံစိတ်ကူးရင်ကျူရှင်ကားတွေကအတိုင်းထွက်လာတယ်လို့ပါပဲ။ဒါကြောင့်သူ့ကိုချိုးတာကျုံးလို့တောင်အမည်ပြောင်းပေးထားကြပါပဲ။ဆိုမာလီယာကမ်းခြေကနေ255ကီလိုမီတာ၊ယီမင်နိုင်ငံကနေ340ကီလိုမီတာလောက်အကွာမှာတည်ရှိနေတာပါ။ဒါကတော့ဆိုကိုထရာကျုံးပဲဖြစ်ပါတယ်။ဒီနေရာကအပင်တွေနဲ့တတဝါတွေဟာကမ္ဘာပေါ်မှာဘယ်နေရာနဲ့မှမတူပဲတမှုထူးခြားနေတာပါ။ Dragon Blood Dragon တွေတစ်ပင်တွေကြောင့်အချော်ကြားဆုံးဖြစ်ပြီးဒီအပင်တွေကတစ်ပင်စီးပိုင်းပေါ်မှာပန်းကန်းပြားပြန်တစင်တင်ထားသလိုမျိုးထူးဆန်းတဲ့ပုံစံရှိပါတယ်။သူ့ရဲ့အစေးကသွေးလိုမျိုးနီးရဲနေပြီးတော့ဒီ Dragon Blood Dragon သွေးအပင်မျိုးဟာဆိုကိုထရာကျွန်းပေါ်မှာပဲပေါက်ရောက်တာပါ။ဒါအပြင်ဒီကျွန်းပေါ်မှာရှိရဲ့တွားသွန်းတတဝါ90%နဲ့ကုန်းခရု95%ကိုကမ္ဘာတခြားပဲနေရာမှရှာမတွေ့နိုင်ပါဘူး။ဒီလိုထူးခြားဆန်းပြတဲ့ဇီဝမျိုးစုံမျိုးခွဲတွေရှိနေရတာဟာဒီဒေသကနှစ်ပေါင်း30လောက်ကမ္ဘာကြီးနဲ့အဆက်ပြက်ပြီးတီးခြားဖြစ်နေခဲ့လို့ပါ။ဒါကြောင့်ကမ္ဘာပေါ်ကတခြားဘယ်နေရာနဲ့မှမတူတဲ့ဂေဟစနစ်တစ်ခုဖြစ်ပေါ်လာခဲ့တာပါ။ကျွန်းပေါ်မှာလူဦးရေ6000လောက်နေထိုင်ကြပါတယ်။သူတို့တွေဟာရှေးကြတဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းရင်းတရိษံမွေးမြူရေးစိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေနဲ့ပဲအဓိကအသက်မွေးကြတာပါ။ဒီတာကန်တွေကဆိုကိုချီရီဘာသာစကားကိုပြောဆိုကြပြီးအဲ့ဒါကစာရေးအသားမရှိပဲနှုတ်တိုက်ပဲလက်ဆင့်ကမ်းလာခဲ့ရှေးအောင်ဘာသာစကားတစ်ခုဖြစ်နေပါတယ်။ဒီဆိုကိုထရာကျွန်းရဲ့ဖြစ်တည်မှုကနေကျွန်တော်တို့သင်ခန်းစာအချို့ရနိုင်ပါတယ်။ပထမတစ်ခုကတော့အထီးကျန်ခြင်းရဲ့တန်ဖိုးပါ။နှစ်ပေါင်းတန်းချီပြီးကဘာကြီးနဲ့အဆက်ပြတ်နေရတာကပဲဒီကျွန်းကိုတခြားပင်မှာမရှိရဲ့ထူးခြားတဲ့အလှတရားတွေပိုင်ဆိုင်ခွင့်ပေးလိုက်တာပါ။နောက်တစ်ခုကတော့တဘာဝတရားရဲ့အံ့မခဲနိုင်တဲ့ပြုပြင်ပြောင်းလဲစွမ်းအားပါပဲ။ပတ်ဝန်းကျင်နဲ့အညီတက်ရှိတွေကသူတို့ဘာသာသူတို့ထူးခြားတဲ့ပုံစံတွေနဲ့ရှင်သန်လာကြတာကိုတွေ့ရပါတယ်။နောက်ဆုံးအနေနဲ့ဒေသခံတွေရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုကြည့်ရင်စာရေးသားမရှိပေမဲ့လည်းနှုတ်တိုက်စနစ်နဲ့ခိုင်ခိုင်မာမာထိမ့်သိမ်းထားနိုင်တာဟာလူသားတွေရဲ့ရိုးရအစဉ်လာအပေါ်တန်ဖိုးထားမှုကိုဖော်ပြနေတာဖြစ်ပါတယ်